အာဆင်နယ်ဖန်တိုင်းကိုတော့မဆိုးလို့ဘူးဗျာတိလားဒါပေမဲ့တချို့အုံနောက်မရှိတဲ့အဆင့်တန်းမရှိတဲ့အာဆင်နယ်ဖန်တွေကိုကျွန်တော်နည်းနည်းလေးတော့ပြောချင်တယ်ခင်ဗျားတို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာခင်ဗျားတို့ကမေးခွန်းမေးချင်တယ်ဒါမှမဟုတ်ရင်လည်းတခုခုပြောချင်တယ်ဆိုရင်တော့အားလုံးတေချာလေးညှိပြီးတော့တေချာတဲ့မေးခွန်းတခုဒါမှမဟုတ်ရင်လည်းတေချာတဲ့အဖြေတခုလောက်ကတော့မန်းတင်တယ်လို့ကျွန်တော်ထင်တယ်အခုဟာကတော့ဗျာတော်တော်လေးကိုစိုးလာပြီလို့ကျွန်တော်ပြောရမယ်တယောက်ကကျွန်တော်ကိုမေးတယ်ရွှေဖလားရှိလားတဲ့နောက်တစ်ယောက်ကကြတော့ကျွန်တော်ကိုပြန်ပြီးတော့ပြောတယ်တမိုင်းမလှန်တဲ့ညီလေးတဲ့နောက်တစ်ယောက်ကကြတော့ရှုံးပွဲမရှိစံချိန်နဲ့ဖလားရဘူးလားလို့ကျွန်တော်ကိုမေးတယ်နောက်တစ်ယောက်ကကြတော့အခုလက်ရှိအဆင့်ပဲပြောတယ်ကျွန်တော်ကဘာတွေကိုဖြေရမှာလဲခမားတို့ကလေတော်တော်လေးကိုမညီဘူးတိလားခမားတို့ကခမားတို့တိုင်ပတ်နေကြရတိလားကျွန်တော်ပြောပြအောင်မယ်အခုလက်ရှိမေးထားတဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးတော့ရိုင်းနေဗျာတိလားအာဆင်နယ်ဖန်တွေရဲ့အဆင့်အတန်းကအလောက်လောက်ပဲရှိတာလားမန်ယူဖန်တွေကိုတွေ့ရင်ရွှေဖလားရဘူးလားရွှေဖလားရှိလားလို့မေးနေတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးခွန်းလေးတစ်ခုလောက်ပဲကျွန်တော်မေးချင်တယ်ခမားတို့အတင်းအနေနဲ့ရှုံးပွဲမရှိစံချိန်နဲ့ရွှေဖလားရယူတဲ့ခေတ်တုန်းကခမားတို့ရဲ့အသင်းနိုင်သွားတဲ့ပွဲစဉ်တွေထဲမှာ Manchester United အသင်းကိုနိုင်သွားတဲ့ပွဲစဉ်များတပွဲလောက်ရှိခဲ့လားကျွန်တော်မေးပြီးခမားတို့တွေကလေဟို Man U fan ကိုတွေ့တာနဲ့လေရွှေဖလားရှိလားမင်းတို့ကရွှေဖလားမရှိဘူးလားဆိုပြီးတော့လေတိုက်နေကြတယ်ဟုတ်လားကျွန်တော်အခုမေးပြီးခမားတို့ဖြေမသိရင်ကျွန်တော်ပြောပြမယ်ပထမအကြော့မှာ Man U ရဲ့အိမ်ကွင်းမှာခမားတို့ရဲ့ Arsenal အသင်းက ZC ဆိုတဲ့ရလန်နဲ့တရေကြခဲ့တယ်ဒုတိယအကြော့မှာကကြတော့ခမားတို့အသင်းအနေနဲ့ဒါ1-1ဆိုတဲ့ရလန်နဲ့တရေထက်ကြခဲ့တယ်တတိယတစ်ခါတွေ့တဲ့အချိန်မှာကတော့ Manchester United အသင်းအနေနဲ့ခမားတို့ရဲ့စံချိန်ကိုရိုက်ချိုးနိုင်ခဲ့တယ်တိလားမပြီးသေးဘူးเนาะ Champion League မှာခင်ဗျားတို့အသင်းအနေနဲ့ Chelsea ကို Quarter Final မှာ3-2ဆိုတဲ့ရလတ်နဲ့နှစ်ကြော့ပေါင်းရှုံးနေပြီးတော့ပြိုင်ပွဲကနေထွက်ခဲ့ရတယ်အဲ့ဒီယာဒီတုန်းကဒါတင်ပဲလားမဟုတ်ဘူးเนาะပြည်တွင်းဖလား FA Cup မှာခင်ဗျားတို့အသင်းအနေနဲ့ Semi Final မှာ Manchester United အသင်းနဲ့တွေ့ရှိပြီးတော့ခင်ဗျားတို့ရဲ့အိမ်ကွင်းမှာ Manchester United အသင်းကပေါ်စကိုရဲ့ဒါတလုံးထဲတော့သွင်းကိုနဲ့ Final တက်ပြီးတော့ Final မှာဖလားကိုသိမ်းယူနိုင်ခဲ့တဲ့ကာလာဘောင်းကတ်ကာလင်းကတ်ဆိုတဲ့ EPL ဖလားမှာလည်းပဲခင်ဗျားတို့က Semi Final မှာ Middlesbrough အသင်းကိုရှုံးနေပြီးတော့ Middlesbrough အသင်းက Final တက်ပြီးတော့အဲ့ဒီဖလားကိုလည်း Middlesbrough အသင်းကပဲသိမ်းယူနိုင်ခဲ့တာခင်ဗျားတို့သိလားအဲ့ဒါတွေကိုမသိဘဲနဲ့ခင်ဗျားတို့က Man U fan ကိုတွေ့တာနဲ့ရွှေဖလားရဘူးလားရွှေဖလားရှိလားပဲခင်ဗျားတို့ကကြွယ်နေတယ်တကယ်ကြတော့ Man U ကိုနိုင်ပြီးတော့ရတာလည်းမဟုတ်ဘူးပြီးတော့ Man U ကိုဆရာသမားတွေကခင်ဗျားတို့ရဲ့အသင်းကိုဒါစံချိန်ကိုလည်းဒါရက်တန့်ခဲ့တာသိလား